Hello, Aluminium Lava. The near in Columbia Blue, near General Oppo Land for a season and Halima shit in Mono, get your any of that year. That a other the tap on or the outer part, the outer rock in a minute time. Look, I'm a little Jaro, a chair, a solid chair, some of it now will be the sheet have, the Mawa Liga Alma when who she there. ဘာလို့လဲဆိုဒီအောက်မှာကျွန်တော်တို့ကြည့်ပြကင်မရာပါကင်ကင်မရာပြန်လုပ်လို့ရတယ်ပေါ့နော်အိမ်ကတော့ဟိုဒီတိုင်းတက်နေမှာဆိုနေလို့ရတယ်ပေါ့နော်ဒါတော့ရေစုကအိမ်တာအဲ့ဒီမှာရေစုကအိမ်တာကြည့်လို့ဟောတာအနောက်ဒါအိမ်ရဲ့အနောက်လို့နော်ချန်ဖီယိုလေးရှိတယ်ဘယ်လိုခေါ်အေးတယ်တော်လေးလေးတော်ကောင်းဒီအိမ်ရဲ့ဒီမှာအင်နာရေစုကအပေါ်မှာပို့ရှိတယ်အမှကျွန်တော်တို့စင်ပုံနဲ့လုပ်ပြီးတော့ဒီကုန်းအောင်ထားလို့ရတဲ့ဟာပေါ့နော်ကို3တဲ့လို့နေရာရမှာတော့ဒီမှာဆိုကျွန်တော်တို့ဒီနေရာကဗီဒီယိုအပြည့်ထည့်လိုက်အမှလည်းကျွန်တော်ခွင့်နေထွက်လာမယ်ပြောမှတော့နေရာလွတ်တဲ့အများကြီးရှိတယ်ပေါ့နော်ကျွန်တော်တို့လုပ်မှဆိုရင်တော့လုပ်လို့ကိုညံရှိလို့ကိုတုံးလို့ရတယ်ပေါ့နော်အပေါ်တက်ကြည့်အောင်အိမ်ကတော့မဆိုးဘူးပြီးတော့နှစ်စုလောက်နေမယ်ဆိုနေလို့ရနိုင်တယ်ပုံစံလေးဘာလို့ရေချိုးကအိမ်ကအပေါ်မှာလည်းရှိရဲအောက်မှာလည်းရှိရဲဆိုပေါ့နော်ဒီမှာလည်းဒီမှာအခန်းကြီးတစ်ခုရှိတယ်ပြီးဒီမှာဘာထူးခြားလဲအိတ်ခန့်တစ်ခါမှပါတယ်ကျွန်တော်ဒီမှာဆိုဒါလည်းအိတ်ခန့်လေးပေါ့နော်ပြီးတော့လင်းဒါအိတ်ခန့်လေးပေါ့နော်အိတ်ခန့်တစ်ခါရှိတယ်ဒီမှာကရေချိုးကအိမ်နာတွဲရက်လေးပေါ့ဒါမှမဟုတ်ကျင်းနေဆိုမှမဆိုးပါဘူးဒါကျွန်တော်ရက်နေကောင်းကောင်းလုပ်တယ်အိမ်နဲ့ပြီးတော့ဒီအိတ်ခန့်နေပေါ့နော်ဒီအိတ်ခမ်းနေမြင်နေမြင်ငွေလေးပါဒီမှာပြီးမှာအိတ်ခမ်းမြင်နေမြင်ငွေလေးနောက်ပြီးမြင်ငွေလေးပေါ့နော်နောက်မှတိုက်တယ်ကျွန်တော်အများကြီးရှင်းနေရပါတော့ဒါတော့အရှိပဲအနေထားပါတော့လေရတော့တဖြူဖြူနဲ့ဒီခုပဲလေဘုမတောင်းရအောင်ပေါ့နော်ဟိုအရှိပါဒါအရှိမအိမ်ကြီးရှိပြီလားအိမ်ကနောက်ဆုံးပြောရမယ်ဆိုရင်တော့ကျွန်တော်ဒါတော်တော်လေးကိုတန်တဲ့အိမ်ပေါ့နော်ဘာလို့905တဲ့ကိုသူကဈေးနှုန်းကိုကျွန်တော်ညှိနှိုင်းလုပ်ပေးထားတဲ့အတွက်ဒီထက်တော့ရောနိုင်ကြီးရှိတယ်ပေါ့နော်တော်တော်ကိုတန်တဲ့အိမ်လေးဆိုတော့ကျွန်တော်ပြောပြတာပေါ့နော်ဒါလောက်ဆိုရင်တော့ကျွန်တော်ဒီနေ့ဒါလေးပုံပေါ်ပြီးနေတူပေါ့နော်ပုံပေါ်ပြီးဆိုတော့ဒီနေ့ vlog လေးကတော့ဒါလောက်ပေါ့နော်နောက်ရောင်းကြီးဝယ်ကြီးငားနေလဲကျွန်တော်ကိုဒီဖုန်းနံပါတ်တင်ထားပါတယ်လာရောက်ဆက်သွယ်နိုင်ပါတယ်ခင်ဗျာအောင်စုံမှာတက်တာပါဒါကျွန်တော်အိမ်ရဲ့အပြင်မှာနေတာပေါ့နော်အိမ်ကတော့ကျွန်တော်တို့ဒီလေကန်တွေစောက်ထားတဲ့အိမ်ပေါ့နော်လေကန်တွေမှာကိုချန်လေးနဲ့ကိုနေရာလေးပေါ့နော်သူကအခုအိမ်ကတော့ကျွန်တော်တောက်ဆုံးအိမ်ပေါ့တောက်ဆုံးဆိုတော့ဘေးမှာမြေလေးနည်းနည်းလေးလို့တယ်ပေါ့နော်မြေနည်းနည်းလေးဆိုတော့အပင်လေးပါလေကျွန်တော်ပေါင်းလေးစိုက်မလားစိုက်ချင်လို့စိုက်လို့ရတယ်ပေါ့နော်နောက်ပြီးတော့ဒီဘေးရဲ့ဒီအရှိဘက်မှာဆိုရင်လည်းမြေလေးနည်းနည်းလေးလို့တယ်ပေါ့နော်အမပေါင်းလေးထားပြီးတော့ကျွန်တော်တို့ဟိုအပင်လေးပါစိုက်လို့ရတဲ့အနေအထားတစ်ခုရှိပေါ့နော်အရှိမစိုက်လဲရပါတယ်ပေါ့နော်